9 to 5ဆိုတဲ့ပုံမှန်လုပ်ချိန်ရှိပြီးဒါကုန်ရင်ပုံမှန်လစာဝင်ငွေရတဲ့ဝန်ထမ်းဘဝဟာလူငယ်များစုရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် stable ဖြစ်တယ်လုံခြုံတယ်။ဒါပေမဲ့အဲ့ဒီဝန်ထမ်းဘဝနဲ့ financial independence နဲ့ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်နိုင်ပါလား။လူနည်းစုပဲရှိပါသေးတယ်။ဒါဘာကြောင့်ပါလဲ။ဒီနေ့ဗီဒီယိုမှာဆိုရင်ဝန်ထမ်းဘဝနဲ့ချမ်းသာကြွယ်ဝမှုကိုမတည်ဆောက်နိုင်ခြင်းရဲ့အဓိကအကြောင်းရင်း9ချက်ကိုရှင်းလင်းစွာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နံပါတ် 1 income limitations ဝင်ငွေရဲ့ကန့်သတ်ချက်များလစာဟာမိမိတို့ရဲ့အချိန်နဲ့အားထုတ်မှုကိုကန့်သတ်ထားပါတယ်။ဒါကြောင့်လဲဆိုရင်လစာဟာမိမိရဲ့အလုပ်တာဝန်တွေနဲ့ယာတုအဆင့်ပေါ်တင်တာအခြေခံတဲ့အကြောင်းဖြစ်ပါတယ်။နောက်ချက်ကတော့လစာသုံးနှုန်းဟာငွေကြေးဖောင်းပွားမှုနှုန်းထက်နှိမ့်နေတတ်တာကြောင့်လစာသုံးမှုနှုန်းနှိမ့်ကွေးနေတတ်ပါတယ်။နံပါတ် 2 time for money trade off အချိန်နဲ့ငွေကြေးဆက်စပ်မှုအလုပ်ကိုအချိန်ပြည့်လုပ်ကြရတဲ့အတွက်ကြောင့်ဒုတိယဝင်ငွေရရှိဖို့သို့မဟုတ်ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အချိန်မရှိတာကြောင့်အချိန်တစ်ခုတည်းမှာငွေကြေးတစ်ခုတည်းသာရရှိနိုင်ပြီးအခြားဝင်ငွေရရှိဖို့အခွင့်အလမ်းတွေဆုံးရှုံးရပါတယ်။နံပါတ် 3 limited wealth building opportunities ငွေကြေးတည်ဆောက်မှုနည်းပါးခြင်းလစာနဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့လုံလောက်တဲ့အခြေအနေမရှိတာကြောင့်ပိုင်ဆိုင်မှု wealth assets တည်ဆောက်ဖို့အခွင့်အလမ်းနည်းပါးပါတယ်။နောက်ချက်ကတော့ဝန်ထမ်းတွေရဲ့ဝင်ငွေကိုအခွန်အပြစ်ပုံမကောက်ခံတာတွေလည်းရှိတာကြောင့်ပါ။နံပါတ် 4 economic insecurity စီးပွားရေးရမလုံခြုံမှုစီးပွားရေးကျဆင်းမှုတွေရှိလာတဲ့အခါအလုပ်ကိုင်မတည်ငြိမ်မှုတွေရှိပြီးအလုပ်ဖြုတ်ခံရနိုင်ခြေမြင့်မားပါတယ်။ဒါအပြင်ပြင်ဆင်စနစ်ရှိပါကအနာဂတ်ငွေကြေးလိုအပ်ချက်အတွက်ကန့်သတ်မှုတွေမလုံလောက်တာတွေရှိနိုင်ပါတယ်။နံပါတ် 5 being a cog in the machine စီးပွားရေးစနစ်ကြီးအတိုင်းလည်ပတ်နေရခြင်းမိမိရဲ့အားထုတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးအမြတ်အများစုကိုလုပ်ငန်းရှင်ရတာရရှိတာကြောင့်တန်ဖိုးဖန်တီးမှုကိုအပြည့်အဝမခံစားရပါဘူး။နောက်ချက်ကတော့အထက်ပိုင်းရာထူးနဲ့ပုံမှန်ဝန်ထမ်းတွေကြားဝင်ငွေကွာဟမှုဟာကြီးမားလာပါတယ်။နံပါတ် 6 limited financial goals ဘဝငွေကြေးရည်မှန်းချက်များကန့်သတ်ခံရခြင်းဝန်ထမ်းလစာနဲ့အိမ်ချမ်းမြေကားနဲ့ကလေးပညာရေးအတွက်ငွေကြေးစုဆောင်းဖို့ခက်ခဲလာပါတယ်။တစ်ဖက်မှာလည်းလစာသုံးနှုန်းဟာနှိမ့်ကွေးနေရကြောင်းမြင့်တက်နေတဲ့ကုန်စည်နှုန်းတွေကိုမကာမိပြန်ပါဘူး။နောက်ဆုံးချက်နံပါတ် 9 lost entrepreneurial opportunities ကိုယ်ပိုင်စီးပွားရေးအခွင့်အလမ်းဆုံးရှုံးမှုဝန်ထမ်းဘဝကြောင့်ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ဖို့အချိန်နဲ့ resources တွေမရှိပါဘူး။ဒါအပြင်လုံခြုံတဲ့ဝန်ထမ်းဘဝကြောင့်စုံတီထွင်မှုပြုလုပ်ဖို့ risk ယူရမှာကိုစိုးရိမ်စိတ်တွေများလာတာကြောင့်စုံတီထွင်မှုအခွင့်အလမ်းတွေကိုလက်လွတ်ဆုံးရှုံးရပါတယ်။ဝန်ထမ်းဘဝဟာစားဝတ်နေရေးအတွက်လုံခြုံမှုရှိစေပေမဲ့ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်ဖို့ကန့်သတ်ချက်များစွာရှိပါတယ်။ချမ်းသာကြွယ်ဝမှုကိုရောက်ရှိလိုတဲ့ဆိုရင်ဝန်ထမ်းဘဝရဲ့ကန့်သတ်ချက်တွေကိုနားလည်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်တာယင်းနှိမ့်မြှုပ်နှံမှုပြုလုပ်တာနဲ့ဗန္ဒာရေးအသိပညာတွေတိုးပွားအောင်လုပ်ဆောင်ဖို့ကလိုအပ်ပါတယ်။ဝန်ထမ်းဘဝနဲ့ဗန္ဒာရေးရလွတ်မြောက်မှုရှာဖွေနိုင်ပေမဲ့အဲ့ဒါဟာခက်ခဲပြီးတော့ရှားပါတဲ့အခွင့်အလမ်းဖြစ်တဲ့ဆိုတဲ့အကြောင်းသိရှိထားဖို့အရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ပတ်တွေမှာလည်း personal finance, business, economics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တာကြောင့် Money Insight မြန်မာ channel ကို like and follow လုပ်ထားကြပါဦးနော်။